ပထမဆုံးနေတော့ဒီချင်းနေဒီကျမ်းမှာနဲ့ပြိုးထောင်ပေးခဲ့တဲ့ကျွန်တော်နဲ့အခုချိန်မှာဝေးဆုံးမှရှိနေတဲ့မိဘနှစ်ပါးကိုတော့အရင်ဆုံးပထမဆုံးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အဝေးဖြစ်တဲ့ကြောင့်နေမြေတွေဝေးဖြစ်တဲ့ကြောင့်မလာနိုင်ဘူးဆိုရင်အများကြီး support တီးတွေအားပေးမှုတွေမိဘရှိလို့လေကိုကဒီလိုမျိုးတွေကိုလုံးချင်တာလုပ်လို့ရတယ်ဆိုတော့မိဘတွေကိုတော့ကျေးဇူးတင်ပါတယ်နောက်တစ်ခုကရန်ချတဲ့ကောင်လေးကိုမွေးပြီးတဲ့မိဘနှစ်ပါးကိုအများကြီးကျေးဇူးတင်ပါတယ်လို့နောက်ကြောင့်လည်းနဲ့ဒီကိုတောက်ခွင့်ပြီးတဲ့ညီလေးစီကိုလည်းရအောင်ပို့ပြီးခဲ့တယ်ဆိုတော့အဲ့ဒါအများကြီးဒီကနေပဲကျေးဇူးတင်ပါတယ်ဆိုတဲ့စကားပြောချင်ပါတယ်ဒီရရှိမေတို့ဖေတို့သမီးတွေကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့အကောင်းဆုံးဖြစ်ထားပြီးပါမယ်လို့ကြည့်ပြီးပါတယ်ပထမဆုံးအနေနဲ့အဖေနဲ့အမေကိုအများကြီးကျေးဇူးတင်ပါတယ်လို့ငယ်လေးကလေးအတိုင်းအခုချိန်ဒီစိတ်ချမ်းသာအောင်လို့အမြဲတမ်းဦးစားပေးပြီးထားခဲ့ပြီးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်အဝေးမှာရှိနေပေမဲ့အဖေတို့အမေတို့ကကြည်ကြည်ဖြူဖြူနဲ့လက်ထပ်ခွင့်ပြုပေးလို့လည်းအတိုင်းဒီကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ပြီးတော့မမအောင်မွေးပြီးတဲ့ဖေနဲ့အမေကိုလည်းကျေးဇူးတင်ပါတယ်လို့ပြီးတော့သမီးကိုလည်းသမီးရင်းတယောက်လိုမျိုးနေနေတွေ့တွေ့နဲ့ကြိုးစိုးပြီးတော့ချစ်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်အမြဲတမ်းလည်းကျေးဇူးတင်နေမှာပါဖေတို့မေတို့စိတ်ချမ်းသာအောင်လို့အမြဲတမ်းမမောက်ပေးမှာအမြဲတမ်းသစ္စာရှိရှိနဲ့ရှိနေပေးပြီးတော့ကြတော့မမောက်အများကြီးချစ်ပေးပြီးတော့ကြီးဆိုင်ပေးပါမယ်လို့ရှေ့လျှောက်လဲနှစ်ယောက်တို့နားလည်မှုရှိရှိနဲ့စူးစမ်းပြီးတော့ကြတော့တိုင်းတိုင်းမင်းမင်းနဲ့အမြဲတမ်းရှိနေပေးသွားပါမယ်လို့မိဘတွေနှစ်ပဲမိဘကိုဒီကနေပဲကျေးဇူးတင်ကြောင်းပြောချင်ပါတယ်သူကအဲ့ဒီဗာလဲ line ပေါ်မှာလေးမူးပြီးတော့ကြတော့အဲ့လိုမှားပြီးတော့စာလားပို့ရနေပြီးတော့ကြအဲ့နဲ့ညီလေးကငါ့ကိုဘာလို့အဲ့လိုမျိုးစကားကြီးလာပြောနေရလဲမသိဘူးဆိုပြီးတော့အဲ့ရမ်းပဲနေလိုက်တာနောက်နေ့ကျမှသူကသူမူးပြီးတော့ပြောမိတာပါတို့ဘာတို့အဲ့လိုမျိုးတောင်းပန်တာလဲစက်တိုက်တောင်းပန်နေတာသူကတစ်ရက်နဲ့လည်းမပြီးဘူးနှစ်ရက်နဲ့လည်းမပြီးဘူးအဲ့အမြဲတမ်းတောင်းပန်နေတော့ကြာနောက်ပိုင်းကျတော့ဘလို့လုပ်ပြီးစစ်သူဖြစ်သွားတယ်မသိလေငွေထတဲ့ဆိုလို့ရှိရင်ဧည့်သည်ဝင်လို့ရတဲ့ဟာရှိရဝင်လို့မရတဲ့ဟာရှိရသူကအပေါက်ကနေမတဲ့ရအထဲထဲကနေအပေါက်ကနေမတဲ့ရနေရဆိုကြတော့သူကဖုန်းခေါ်တာကိုစောင့်နေကိုက live ရှာနေတော့သူကကျွန်တော်တို့ကအထဲကိုလည်းဝင်လို့မရဘူးသူကလည်းအပြင်ထွက်မလာဘူးဆိုတော့တကားကိုနောက်ကနေပဲခောက်ပြကွမ်တော့ခောက်ကြီးမမကြီးဆိုမှကျတော့နောက်လက်ကြည့်ပြီးတော့မှအဲ့ကျမှအထုပ်ကြီးထားခဲ့လို့ပြီးတော့ပြေးထွက်လာလို့မလေးကကြောင်လေးလားမငုတ်တုတ်ကလေးတိုင်းနေရတခါမှလည်းမရဘူးလေပထမဆုံးလာတာဆိုတော့တယောက်တည်းလာတာဆိုတော့မသိဘူးအဲ့နဲ့သူ့ကိုလည်းမြင်လိုက်ရောဆိုဟဲတို့အဲ့လိုမျိုးပြောထားတဲ့အတိုင်းပဲတော့တကယ်ဖြစ်လာတာပဲလို့ဆိုပြီးတော့အဲ့မှာတွေ့ပြီးတော့နှစ်ယောက်စလုံးဝမ်းသာနေရပါဂျပန်လာတာသူ့ကြောင့်မလို့ရောက်လာတာပေါ့နော်အဲ့လိုမျိုးတကယ်တွေ့ရပြီဆိုတော့အိမ်မက်နေတယ်လို့ပဲအဲ့လိုမျိုးတကူကူဆိုလို့ရှိရင်အမြဲတမ်းကိုယ့်အတွက်ကိုဖြည့်ပြီးတော့တွေးပေးတတ်တယ်သူ့အတွက်ဆိုတာမျိုးမတွေးဘူးသူကအဲ့လိုမျိုးညီမလေးစိတ်ချမ်းသာရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့ပဲအမြဲတမ်းဖြစ်တွေးခဲ့ပြီးရေပေါ့အဲ့အတွက်ကြောင့်မလို့လဲသူ့ကိုအမြဲတမ်းယုံကြည်အားကိုးတဲ့စိတ်နဲ့ပဲသူ့နောက်ကိုမရရအောင်လိုက်လာခဲ့တာပေါ့အခက်အခဲအများကြီးတွေကနေမှရအောင်လာခဲ့လိုက်တာဟုတ်သူကငါအတွက်နဲ့ဆက်ဆက်ရအကုန်လုံးစုံတော့ပေးနိုင်မှလားငါ့ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့အများကြီးသူဖြတ်တန်းရဲပါလားဆိုတဲ့ခံစားချက်ပြီးတော့တွေ့ချင်းပဲချစ်စရာလေးကို
ကိုမျက်လုံးနဲ့ပါပြောပါသူများမျက်လုံးနဲ့ပါပြောတယ်ငါချစ်စီရလေးရောငါဘော်လေအဲ့လိုမျိုးရန်ကြီးနိုင်မကျင်ဘူးမစိုးဘူးနားလဲပြီးရဆိုပြီးတော့အမတ်တရရတော့အများကြီးပါပဲနှစ်ပတ်လေတိုင်းကတော့အမြဲတမ်းမှတ်တရရတော့ဖြစ်တယ်သူနေ့တိုင်းကြီးပါပဲကိုသူအလုံးဒီဟိုဂျပန်ကိုရောက်ပြီးရောက်တယ်ဆိုလို့ရှိရင်တော့မှပဲရောက်ပြီးတော့ညီစီကိုချက်ချင်းပြောင်းလာရဖြစ်တဲ့အတွက်ကြောင့်မလို့သူကဗီဇာလျှောက်တာနဲ့ဘာနဲ့အလုံးမရှိဘူးဆိုလို့ရှိရင်တော့မှကိုကလှုပ်သွားတယ်ပြန်လာနဲ့အမေလိုမျိုးအမားလိုမျိုးသမင်းဟင်းလေးချက်ပြီးတော့ပြင်ဆင်ထားတာဒီတို့ပြန်လာဆိုလို့ရှိရင်တနေ့တာမောပြအောင်အများကြီးအဲ့လိုမျိုးဒီပြင်ဆင်ထားပြီးတော့သူကအိမ်ပြန်လာတဲ့ကလေးတယောက်ကိုကြိုတယ်လို့မောင်တယောက်ကိုကြိုတယ်လို့အများကြီးအမှတ်တရကြီးအများကြီးပါပဲချစ်ပေနိုင်နေဆိုတဲ့ခံစားချက်ကိုလူအတီးအားနေမဟုတ်ဘဲနှလုံးသားနေတကယ်နားလေသွားတဲ့အချိန်မှာသူကငါရဲ့ပါရမီဖြစ်ပဲငါရဲ့ပူဇာပဲဆိုလို့အဲ့လိုမျိုးကိုရင်နေကိုရောက်လာအောင်ချစ်ပေးနိုင်စမ်းရှိခဲ့လို့မလို့တကယ်နောက်ဆုံးပိတ်လက်တွေတော့မယ်ဆိုပြီးဆုံးဖြတ်လိုက်တာပါပြဿနာရှာတာကတော့သူကပြဿနာလုံးဝမရှာဘူးအဲ့လိုပြဿနာရှာတယ်လို့လဲစကလုံးကိုမြို့ကိုမတွေ့ဘူးပြဿနာရှာတာညီမလေးရပဲပြဿနာရှာညီမလေးရပဲတခုမဟုတ်တခုအဲ့လိုမျိုးစိတ်ထဲရှိရင်ရှိတဲ့အတိုင်းပဲမနေတတ်ဘူးလေကောက်ထပြီးတော့ပြောပြတာအဲ့လိုပြဿနာရှာအမြဲတမ်းညီမလေးဘက်ကပဲစားတာပဲသူ့ဘက်ကအဲ့လိုမျိုးစားတယ်လို့မရှိခဲ့ဘူးသူကအမြဲတမ်းစိတ်ချမ်းသာအောင်ထားတယ်ညီမလေးပြဿနာရှာနေတော့မှတီးခံပြီးတော့အဲ့လိုသူကငြိမ်းခံနေတာပြန်ပြီးတုံ့ပြန်တာမျိုးဘာညာမရှိဘူးညီလေးရဲ့အိမ်မက်ကတော့သူလှုပ်ချင်တဲ့ဟာကိုနေရာမကတန်တဲ့ဘက်ကနေရုန်းကန်ပြီးတော့ဖြစ်အောင်လုပ်ပေးမယ်ဆိုတော့သူစနာကိုပြည့်အောင်ဖြည့်ပေးမယ်ဆိုတဲ့အိမ်မက်ပေါ့အဲ့စနာတခုပါစိတ်ချမ်းသာကိုကျမ်းမာနဲ့အကောင်းဆုံးဖြစ်အောင်စပူလီပေးမယ်ပြီးတော့တတမီမီလေးရလာဆိုလို့ရှိရင်တော့မှအဲ့တတမီမီလေးကိုပါနောက်ထပ်အနာဂတ်အတွက်ထောင်းတောက်လာမယ်ကျေပွင့်နေဖြစ်အောင်ကျူးထောင်ပေးနိုင်တဲ့ဖခင်ကောင်းတယောက်ဖြစ်အောင်ကြိုးစားပါမယ်လို့ပြောချင်ပါတယ်ဘယ်လိုပြတ်တန်းခြင်းလဲဆိုအေးချမ်းချမ်းနဲ့နှစ်ယောက်အတူတူပေါ့နော်အဲ့လိုမျိုးပျော်ရွှင်ရွှင်ကျန်းကျန်းမာမာနဲ့ပြတ်တန်းခြင်းနဲ့ဟိုအများကြီးမမျော်လင့်ဘူးသူနဲ့ရှိနေချင်တာတင်တစ္ဆာရှိနဲ့အနားမှာအမြဲတမ်းတွဲပေါ်ကောင်ပြောင်းနေရှိသွားပါမယ်လို့ပြီးတော့စိတ်သက်သာအောင်လည်းအမြဲတမ်းထားမယ်သူပြည့်ချင်တာကိုလည်းအမြဲတမ်းစာပူတီလုပ်ပေးမယ်လို့ခရီးပေးပါတယ်သူ့ကိုပြင်စေချင်တာကတော့အဲ့လိုမျိုးသူ့ကိုကျမ်းမာစေချင်တာပေါ့နော်အဲ့လိုဘီယာအများကြီးမတောက်ဖို့ပြီးလို့ရှိရင်အမြဲတမ်းဟိုစလိတ်တွေလည်းအများကြီးမတောက်ဖို့နဲ့ဘီယာတွေအများကြီးမတောက်ဘူးအဲ့ဒါလည်း तू ကအဲ့ဒါကိုကြိုက်တာဆိုတော့ကိုကလည်းခွင့်လွှတ်တော့ပေးခြင်းတယ်ဒါပေမဲ့ကျမ်းမာရေးထိခိုက်မှာဖြစ်တဲ့အတွက်ကြောင့်ကျမ်းမာရေးထိခိုက်ရဲ့အသက်ရှိမနေရဘူးလေအချောင်မလို့အဲ့ဒါလေးကိုတော့ပြင်စေချင်တယ်လို့စကားရခံနေလေပဲခွင်မနိုင်သူတိတ်ဆိုးရမေးစီတဲ့သူတရားရကြပြုံးစီသူဒီကဘာမြေပြင်တဲ့ရောင်စုံလူတွေကြတဲ့မတောင်းမဲ့ပြေခဲ့တဲ့စုတမိုးထားပါမယ်တဲ့လုံးနောက်ဆုံးတစ်ယောက်ဖြစ်နေပြီရှိချင်သူStranger, but
ကယ်ကိုကတိစကားမ